မြန်မာဝတ်စုံတစ်စုံကိုချုပ်ခါ9000ကနေ3ကျော်ထိရခြင်းနဲ့တင်နန်းစင်းနာနဲ့ပွဲတဲ့အထည်တွေထိုင်မသိ wedding dress တွေချုပ်ပြီးချုပ်ခါ30နဲ့ချီအောင်ရခြင်းနဲ့တင်နန်းစင်းနာနဲ့ကိုပိုင်ဆိုင်ဖွင့်နိုင်ုံသာမကတင်နန်းကြောင်ပြန်လဲဖွင့်လှစ်နိုင်ပြီးကိုပညာတွေကိုပြန်လဲမျှဝေခြင်းနဲ့လုပ်ငန်းတစ်ခုဝင်ငွေတစ်ခုအနေနဲ့လည်းကိုပိုင်စည်းဝါးအဖြစ်တင်တဲ့ပြန်လဲဖွင့်လှစ်နိုင်ပြီးဝင်ငွေ30နဲ့ချီရနဲ့ရှိအောင်ရှာခြင်းနဲ့ဆိုသူများအတွက်ဒီအစင်းမြေမွမ်းမံတင်တဲ့လေးကိုမဖြစ်မနေလာရောက်ကျွမ်းတင်ပါတယ်ရှင်။တင်တဲ့တစ်ခါတက်ထားရုံဖြင့်ကိုပိုင်စိတ်ကူးကိုပိုင်ဒီဇိုင်းအတွေ့အကြုံတွေပါပြန်လဲမျှဝေပေးမယ်တင်တဲ့ဖြစ်ပါတယ်။တစ်သက်စာအတွက်အာမခံအပြည့်အဝပေးတဲ့ကိုပိုင်အသက်မွေးဝမ်းကြောင်းပညာဆိုတာဒီဒီဇိုင်နာပညာပဲဖြစ်ပါတယ်။ဒါကြောင့်တင်တဲ့အကြောင်းလေးကိုသေချာရှင်းပြပေးမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Renikai Fashion Design Training Center နေပြီးတော့ Marketing Renikai ဖြစ်ပါတယ်ရှင်။သူကလက်ရောက်ကောင်းတဲ့ချုပ်ခနည်းနည်းပဲရတယ်။ပြီးတော့တင်နန်းဖွင့်တဲ့တင်နန်းသားနည်းနည်းပဲရတယ်။ကိုယုံကြည်မှုမရှိဘူး။အဲ့ဒီချုပ်တဲ့အခါမှာဘယ်လို customer လာကြောက်နေတယ်ကိုကရင်မုန်းရည်ကြီးလောက်ချုပ်နိုင်တဲ့အခြေခံကိုပန်းပန်းနိုင်ရတယ်ဒါပေမဲ့နိုးကပွဲတဲ့အထည်တွေကိုချုပ်တဲ့အခါမှာကိုယုံကြည်မှုမရှိဘူးဆိုရင်တော့ဒီအတန်းလေးကိုလာရောက်ကြိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ကဲကျမကတင်နန်းလေးမှာဘယ်လိုမျိုးလေးတွေသင်ကြားပေးသွားမယ်။တန်းလေးကိုတက်ရုံနဲ့ဘယ်လိုအခက်အခဲတွေကိုဖြည့်ရှင်းပေးသွားမလဲဆိုတဲ့အချက်လက်လေးတွေကိုကျမကပြောပြပေးသွားမှာဖြစ်ပါတယ်။အထည်တွေလာကိုကစိတ်တိုင်းမကြဘူး။ကိုကချုပ်ပေးလိုက်တဲ့ပတ်တန်နဲ့အဆင်မပြေဘူးပေါ့နော်။ customer တွေနဲ့ client ထိတွေ့ရမှာကြောက်နေတယ်။အဲ့လိုမျိုးယုံကြည်မှုမရှိတဲ့လူတွေခန်းစားချက်တွေကိုဖြည့်ရှင်းမှုအတွက်ဆိုရင်ကျမကအစစ်မြစ်တန်းလေးကိုဖွင့်လှစ်ထားပါတယ်။ဘယ်လိုအခြေခံနည်းနဲ့မဆိုရှိပြီးသားသူတွေတိုင်းဒီတန်းလေးကို join တင်ပါတယ်။ကိုယ့်ရဲ့ပတ်တန်လေးကိုစိတ်တိုင်းကြတဲ့လူတွေလည်းဒီတန်းလေးကို join တင်ပါတယ်ရှင်။ကိုရောက်ရှိနေတဲ့ level ကနေပြီးတော့ကိုယ့်ရဲ့ဆက်ချုပ်တဲ့ level ကိုတစ်ဆင့်မြင့်ချင်တယ်ပွက်တဲ့အထည်တွေကိုချုပ်တဲ့ချင်တယ်မင်္ဂလာဆုံးကျွေးအထည်တွေဒီလို mermaid dress တွေ evening dress တွေကိုချုပ်တဲ့ချင်တယ်ကိုယုံကြည်မှုရှိခြင်းနဲ့ customer တွေနဲ့ direct ထိတွေ့တဲ့အခါမှာကိုကလုံးဝကြောက်ခြင်းမရှိဘူးကိုယ့်ရဲ့ဝန်စာအပညာကိုအပြည့်ဖြည့်ခြင်းနဲ့ level တစ်ဆင့်တက်ခြင်းနဲ့ဆိုရင်တော့ဒီအတန်းလေးကိုမဖြစ်မနေလာရောက်ကြမှုအတွက်ကျွန်မကဖိတ်ခေါ်ပါတယ်ရှင်ပွက်တဲ့အတန်းလို့ပြောတဲ့အတွက်ကြောင့်မလို့အဆင့်မြင့်ပွက်တဲ့ no bra အထည်တွေကိုပဲအဓိကသင်ကြားပေးမှာဖြစ်ပါတယ်ရှင်ကိုဒီဇိုင်နာအထိ level တစ်ဆင့်ထိသွားဖို့ရည်မှန်းချက်ရှိတဲ့လူတွေအတွက်လည်းဒီအတန်းလေးကိုမဖြစ်မနေလာရောက်ကြမှုအတွက်ဖိတ်ခေါ်ပါရှင်အချိန်တွေလည်းအများကြီးပေးရတဲ့အတန်းမဟုတ်တဲ့အတွက်ကြောင့်မလို့အတန်းလေးကိုမဖြစ်မနေလာရောက်ကြမှုအတွက်ဖိတ်ခေါ်ပါတယ်ကိုကလက်ရှိမှာအချုပ်ဆိုင်ဖွင့်ထားတယ်ဒါပေမဲ့လက်ရှိမှာပွက်တဲ့အထည်တွေ no bra အထည်တွေကိုကျွမ်းကျင်မချုပ်တတ်ဘူးဆိုရင်တော့ဒီအတန်းလေးကို join မှာပြီးတော့ trend ဖြစ်နေတဲ့ corset အထည်တွေဟာလားဒီလိုမျိုးအထည်တွေကိုချုပ်တတ်ချင်တယ်ဆိုရင်တော့ဒီအတန်းလေးကိုမဖြစ်မနေ join မှုအတွက်ဖိတ်ခေါ်ပါတယ်ရှင်အလားအနေငယ်လေးနဲ့ဒီလိုပွက်တဲ့အထည်တွေကိုသင်ကြားပေးမှာဖြစ်ပါတယ်ဒီချေတို့စီရောက်တာနဲ့ကိုတိုင်းနည်းတွေအခြေခံပတ်တန်ဆွဲနည်းတွေတကယ်ပတ်တန် main point တွေကိုအဓိကသင်ကြားပေးမှာဖြစ်ပါတယ်။နိုးဘရာအထည်တွေဇာပါဆက်တွေလိုထည်တွေကိုလည်းသင်ကြားခွင့်ရမှာဖြစ်ပါတယ်ရှင်။ဒီတန်းလေးကိုတက်မယ်ဆိုရင်တော့ကိုကအခြေခံပညာကိုပိုင်ပိုင်နိုင်နိုင်ရှိဖို့အတွက်လိုအပ်ပါတယ်။ဒီဝတ်စုံတွေ corset အထည်တွေမားမိတ်စကတ်တွေ wedding evening dress short dress တွေကိုသင်ကြားပေးမှာဖြစ်ပါတယ်။အဲ့ဒီ dress တွေအပါထိုင်မသိန်းအထီကိုမှကျမရဲ့သင်တန်းကြီးလေးကတော့25သိန်းပဲဖြစ်ပါတယ်ရှင်။အဲ့လေးကတော့လူဦးရေကန့်သတ်ထားပါတယ်။တစ်ပတ်ကို3ရက်တာချိန်ကာလကတော့3လဖြစ်ပါတယ်ဒီတန်းလေးကိုတက်ရောက်မယ်ဆိုရင်တော့သင်တန်းကြီး10.5သိန်းသာအရင်လွှဲပေးရမှာဖြစ်ပါတယ်ရှင်ကျမရဲ့ Facebook page မှာဖြစ်ဖြစ် TikTok ကောက်မှာဖြစ်ဖြစ်နိခိုင်ရဲ့ Viber ဖုန်းနံပါတ်မှာဖြစ်ဖြစ်လာရောက်ပြီးတော့ KB နဲ့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့ပဲဖြစ်ဖြစ်သင်တန်းအနှံနိုင်ပါတယ်ရှင်ကျမရဲ့သင်တန်းလေးကတော့နေပြည်တော်မှာဖြစ်ပါတယ်ဒုက္ခတော်ဝင်အိမ်ရာ B1 အခန်း33မြို့မဈေးအနီးမှာဖြစ်ပါတယ်ရှင်ကျမရဲ့ဖုန်းနံပါတ်လေးကတော့3969608355ကိုလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်။ကဲကျမတို့တွေဒီတက်လေးမှာမကြခင်တွေးဆောင်ကြပါမယ်ရှင်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတာယာချောမွေတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။